အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပေးမယ့်ကားလေးကတော့ Hyundai Accent 2025 model လေးပဲဖြစ်ပါတယ်ဒီရှေ့ရုပ်ထွက်ကိုကြည့်မယ်ဆိုရင်ဒီမှာကျွန်တော် LED daylight မီးပါမယ်ကျွန်တော်ရှေ့မီးကိုလည်းသူက LED မီးပဲသုံးပေးထားတာဖြစ်ပါတယ်ဒီကောင်ကတော့ signal မီးပေါ့နော်ရောက်မှကျွန်တော် fog lamp တစ်ခုထပ်ပါမယ် Red combination lens နောက်မီးကိုကြည့်မယ်ဆိုရင်လည်းဒီကောင် LED တိုက်ကိုသုံးပေးထားတာပါတော်လေးလာတယ်ဗျဒီအပေါ်ဘက်မှာဆိုရင်တော့ brain မီထပ်ပါမယ် diamond cut အလွိုင်းဝီကျွန်တော်ဒီ shape ပုံစံဖြစ်ပါတယ် blind spot ပါမယ်မှန်ပူပေးတဲ့ဟာလည်းပါမယ်ထိုင်ကုန်တွေကအကုန် leather seat ပဲ driver ဘက်မှာထိုင်ကုန် motor ပါမယ်ဒီဘက်မှာတော့ door lock တွေပြီးတော့ man ချုံးမှန်ခေါက်တွေပါကိုအကုန် electric နဲ့သုံးပေးတာဖြစ်ပါတယ်glass ကတော့တန်းနဲ့ပဲတာ pressure တွေပါပြပေးမယ်ဒီဘက်မှာဆိုရင်တော့ကျွန်တော် infotainment တစ်ခုတက်ပါမယ်ပေါ့နော်ပြီးဒီကောင် RPM ကကြတော့ကျွန်တော် lever နင်းလိုက်ရင်ဒီလိုပုံစံမျိုးတက်မှာပါတော်လေးမိုက်ပါတယ် steering မှာဆိုရင်ကျွန်တော် cruise control တွေပါမယ်ကျွန်တော် steering assist တွေပါမယ်ဒီမှာ pedal shift လေးလည်းပါအောင်မယ်ပေါ့နော်ကျွန်တော် poster smart key ဖြစ်မယ်ဒီကောင်ကတော့ကျွန်တော် radio move နဲ့ကျွန်တော် echo move ကို2မျိုးပြောင်းလို့ရတယ်ပေါ့ဒီကလုတ်လေးနဲ့ပဲကျွန်တော်ပြောင်းအောင်ပါဒါဆိုရင်တော့ကျွန်တော် radio move ဖြစ်သွားပြီဒီကောင်ဆိုရင်တော့အတန်တိုးရှော့အနေနဲ့ဖြစ်သွားပြီကျွန်တော် echo move ပြန်ပြောင်းရင်တော့ဒီကောင်ကတော့ကျွန်တော် temperature အတိုးရှော့လေးဖြစ်သွားပါတယ်ဒီအောက်မှာဆိုရင်ကျွန်တော်ထိုင်ကုန်အေးနှစ်ခုပါမယ်ပေါ့နော်ကျွန်တော် driver ဘက်နဲ့ကျွန်တော် passenger ဘက်နဲ့နှစ်ခုပါမယ်ကျွန်တော်အောက်မှာဆိုရင် wireless chest ပါမယ်ကျွန်တော် Type C အသွင်ကြိုးပေါက်ပါမယ်ကျွန်တော်တွဲဖို့ socket တွေပါမယ် USB ပေါက်တွေပါမယ်ကျွန်တော် infotainment မှာကြတော့ဒီကောင်က Apple CarPlay Android Auto နှစ်မျိုးလုံးရမယ်ကျွန်တော် drive mode အနေနဲ့ကြတော့ဒီကောင်3မျိုးပါမယ်Eco Normal Sport ဆိုပြီးတော့3မျိုးပါမယ်နော်ကျွန်တော် back gear မထိုးဘဲနဲ့လည်းကျွန်တော်ဒီကလုတ်လေးနဲ့အနောက် view ကိုကြည့်လို့ရမယ်ဒီမှာဆိုတော့ select ပြကွက်လေးတွေပါမယ်ကတ်ဟိုဒါလေးပါမယ်ကျွန်တော်နောက်ခန်းကတော့ Leroy Headroom ကတော့ကျွန်တော်2024 model ထက်ဆိုင်နည်းနည်းလေးပိုကျယ်သွားပြီဒီမှာဆိုရင်တော့ကျွန်တော် coffee ကွက်လေးတွေထည့်လို့ရတဲ့ဟာလေးတစ်ခုထပ်ပါမယ်ဟုတ်ပြီးရင်ဒီမှာဆိုရင်ကျွန်တော်တို့တိုက်စီအသွင်ကြိုးပေါက်တွေပါမယ်ကျွန်တော်တို့ ရဲအကွန်တစ်ခုထပ်ပါမယ်ဒီထိုင်ခွာခောက်လို့ရတယ်ဗျခောက်လိုက်မယ်ဆိုရင်တော့ကျွန်တော်အကျယ်ဝန်းကနောက်ဘုံဖွင့်လိုက်မယ်ဆိုရင်တော့တော်တော်လေးရှည်တယ်ဗျတော်တော်လေးကျယ်တယ်ပြောရမယ်ကျွန်တော်နောက် TPC တင်လို့ရမယ်ဒီကားလေးကဆိုရင်ကျွန်တော် engine power အနေနဲ့ 1.5 MPI gasoline engine ကိုသုံးထားတာဖြစ်ပါတယ်